AR တိုင်းတွေကစခန်းတချို့ကိုပါသိမ့်ပိုက်လာနိုင်တဲ့သတင်းကောင်းမနေ့တုန်းကတနေ့တုန်းကဆိုရင်လေကျွန်တော်တို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ MOD လက်အောက်ခံတပ်တွေထဲမှာတကယ်ကိုအားကောင်းမောင်းတန်တဲ့လက်နက်ခဲယမ်းအင်အားအပြည့်စုံနဲ့ရှိတဲ့တပ်ဖွဲ့တစ်ခုကကျွန်တော်မန္တလေး PDF လို့ပြောလို့ရှိရင်မှားမယ်မထင်ပါဘူးမန္တလေး PDF ကအရင်ရက်ပိုင်းကပဲကျွန်တော်တို့အပတ်စဉ်တင်နန်းအပတ်စဉ်15တင်နန်းစင်မွေရုပ်တံထုတ်ပြန်လာတဲ့ဟာပြည်သူကြားမှာလည်းတကယ်ကိုအားရဝမ်းသာနဲ့ဟိုလေးတကြောဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တင်နန်းစင်ရာခဏန်းနဲ့ချီတဲ့တင်နန်းစင်ရဲဘော်တွေဟာတကယ်လက်နက်အပြည့်စုံနဲ့ RPG တပ်ဖွဲ့ဆိုလဲ RPG တွေကိုထမ်းပြီးတော့တကယ်RPG အမြောက်များနေပါတော့ဒါတွေကိုတွေ့ရတာကျွန်တော်တို့ဝမ်းသာတရားပါပဲ။အဲ့တော့နောက်ထပ်ဝမ်းသာတရားတစ်ခုကတော့ကျွန်တော်တို့9ရက်နေ့မှာ AA ကကျွန်တော်တို့ AR တိုင်းတွေကပထမဆုံးစခန်းတစ်ခုကိုသိမ်းပိုက်နိုင်တဲ့ဖြစ်စဉ်ပါအားရခတ်တော့ AA ကတော့တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူးဒါပေမဲ့သတင်းရင်းမြစ်တွေအရသိရတဲ့ချက်လက်တွေအရတော့ AR တိုင်းတွေကကျွန်တော်တို့တပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကောင်းတစ်ခုကိုကျွန်တော်တို့ကြားသိရတယ်ဒါကကျွန်တော်တို့ AR တိုင်းအတွင်းမှာAA ကနေပြီးအားရခတ်တော့ကနေထိုးဖောက်ဝင်ရောက်ပြီးတော့ပထမဆုံးဖြစ်နေသိမ်းပိုက်နိုင်ခဲ့တဲ့စခန်းတစ်ခုဖြစ်တယ်အဲ့တော့ကွာမြို့နယ်ထိစပ်နေတဲ့ဒီရွှေတောင်ရံမြို့ကနေတစ်ဖက်ကိုထက်လာမယ်ဆိုရင်ချောင်းသာတို့ငွေဆောင်တို့ဒီ AR တိုင်းတွေကိုထိုးဖောက်ဝင်ရောက်မှုတွေက2025နှစ်စာခုဇန်နဝါရီလတွေကစခန်းတစ်ခုကိုဈေးဥဖောက်စပြီးတော့သိမ်းပြီးပြီဆိုတော့နောက်ထပ်စခန်းတွေကိုဘလောက်မြင်မြန်ဆန်ဆန်သိမ်းနိုင်မလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်။ကွာမြို့ထိန်းချုပ်ပြီးတဲ့နေရာမှာထိစပ်နေတဲ့ AR တိုင်းတွေကမြို့တွေကိုဘလောက်မြင်မြန်ဆန်ဆန်နဲ့ထိန်းချုပ်သိမ်းပိုက်နိုင်မလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ် AR တိုင်းက PDF တွေ AR တိုင်းတွေကိုပြန်ဆင်းမဲ့အခြေပြုမဲ့တိုင်းရင်တပ်ဖွဲ့တွေ MOD လက်အောက်ခံတပ်ဖွဲ့တွေကလည်းတပွဲပွဲနဲ့ AR တိုင်းတွေကိုဆင်းနေပြီးအဲ့ဒီမှာစီရေးဖော်ဆောင်မှုအတွက်ကြေညာချက်တွေထုတ်ပြန်ထားတာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကတော့တကယ်ကိုအားရစရာကောင်းတဲ့သတင်းကောင်းတစ်ခုဖြစ်ပါတယ်အဲ့တော့အခုလိုမျိုးအဖက်ဖက်ကနေပြီးတော့စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီကတော့တေးကြပါတယ်ရွေးကောက်ပွဲကိုစိတ်မှန်လူဦးရေစင်းနဲ့၎င်းစင်းဆိုတာသူတို့ကောက်ချင်တယ်လို့ကောက်နေမီအပြည့်ဝလည်းမကောက်နိုင်ဘူးဒါပေမဲ့မဖြစ်မနေဒီ2025ထဲမှာတော့ရွေးကောက်ပွဲကိုနိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့မဖြစ်မနေကိုလှုပ်ဆောင်လာမယ့်အခြေအနေရှိပါတယ်နောက်ပြီးတော့တဖွာဖွာနဲ့ပြောတာကတော့ငញ្ញံရေးဒီငញ្ញံရေးဆွေးနွေးပိုင်းစကဝိုင်းနိုင်ငံရေးစကဝိုင်းကနေပြီးတော့အပြေရှားကြဖို့တိုက်ပွဲတွေကိုရက်ပြီးတော့စကဝိုင်းကိုလာဖို့ဆိုပြီးတော့ရှင်းနီးမှုမပြတ်တပြားဟောင်းယူချင်းခါလာပြီးတော့ဖွင့်ပါတယ်ဒါပေမဲ့တိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေကတော့ဒီတပြားဟောင်းကြီးရဲ့အကြောင်းကိုနောကြည်နေပြီးသားဖြစ်တဲ့အတွက်ဘယ်သူမှသွားပြီးတော့ဆွေးနွေးမယ်ဆိုတာမျိုးမရှိပါဘူးကိုယ့်နယ်မြေကိုပိုင်ဆိုင်အောင်ထိန်းချုပ်ပြီးတော့အသာစီးယူရင်းနဲ့စစ်ရှုံးကောင်စီကိုချိန်မုံမဲ့လက္ခဏာတွေပဲကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီလိုမျိုးအဖက်ဖက်ကနေပြီးတော့ရှုံးမွေးနဲ့ရင်ဆိုင်နေရတဲ့ရှုံးမွေးဆိုလို့အရင်ရက်ကသတင်းကောင်းတစ်ခုကျွန်တော်ပြောပြအောင်မယ်ဒါကတော့ဒီ KNU ထိန်းချုပ်ထားတဲ့နေမြေမှာဒီစစ်ရှုံးကောင်စီတပ်ဖွဲ့တက်တစ်ခုကနေပြီးတော့16ရောက်လောက်ထိဗိုလ်မှူးတူအပါဝင်16ရောက်လောက်ထိအလံဖြူထောင်းပြီးတော့81မမလို့လက်နက်ကြီးတွေလက်နက်ငယ်တွေအများပြားသိမ်းဆည်းရရှိတယ်ဒီနောက်ပိုင်းမှာဆိုတချို့စခန်းတွေကအများကြီးတိုက်ဆရာမလို့တော့သူအလံဖြူလေးထောင်ပြီးတော့စစ်ရှုံးကောင်စီဘက်ကတပ်ဖွဲ့ဝင်တွေကအလင်းဝင်ကြတဲ့အရာတွေကိုကြက်ပြက်ပြက်ပို့ပြီးတော့တွေ့လာတယ်ဒါကကောင်းမွန်တဲ့အချက်ပါစစ်ရှုံးကောင်စီဘက်တော်သားတွေအနေနဲ့လည်းအဲ့လိုမျိုးစောစောစီးစီးအလံဖြူထောင်ပြီးတော့လက်နက်ချမယ်ဆိုရင်ဒါကနှစ်ဖက်စလုံးအတွက်အကောင်းဆုံးနီးလန်းဖြစ်တယ်ဆိုတဲ့ဟာကိုဒီနေရာမှာပြောချင်ပါတယ်ဘာကြောင့်လဲဆိုအသက်ရှင်ခွင့်ရမယ်စစ်ရှုံးကောင်စီဘက်ကမိသားစုဝင်နေနဲ့ပြန်ပြီးတော့စုံစည်းခွင့်ရမယ်တစ်ချိန်မှာလည်းအလံဖြူထောင်ပြီးတော့ပြည်သူ့ဘက်ကိုအလင်းဝင်ခဲ့ကြတဲ့သူတွေဆိုတာကိုတမိုင်းမှတ်တမ်းမှာပြန်ပြီးတော့ပြောနိုင်မယ်ကိုယ့်ရဲ့နောင်လာမျိုးဆက်တွေအတွက်လည်းကောင်းမယ်ပေါ့အဲ့တော့အဲ့လိုမျိုးအဖက်ဖက်မှာစစ်ရှုံးနေတဲ့စစ်ရှုံးကောင်စီပယုံလုံးစစ်တပ်ကသူလှုပ်တက်တာတခုပဲရှိပါတယ်ပြည်သူတွေလည်းသိပြီးသားပါသူရဲဘောကြောင်နဲ့တရဲဘောကြောင်နဲ့လုံရဖြစ်တဲ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူလူထုရှိတဲ့စစ်ဆောင်ပြည်သူတွေရှိတဲ့ရက်ရွာတွေစစ်ဆောင်စခန်းတွေအဲ့လိုမျိုးနယ်မြေတွေကိုလေချောင်းကနေပြီးတော့ရန်တမ်းပြီးတော့ဘုံကျဲတက်ဖြတ်တဲ့လုံရပါအဲ့တော့အရခတက်တော်ကထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တွင်းကအရင်ရက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေတဲ့ရွာလေးတရွာကို
လက်နက်ကြီးနဲ့ပစ်လိုက်တယ်လက်နက်ကြီးရဲ့အဲ့ရွာတွေကိုကြာပြီးတော့ကလေး2ဦး12နှစ်အရွယ်ညီမငယ်လေး2ဦးသေဆုံးရတယ်တဦးကတော့ကျွန်တော်တို့ line ပေါ်မှာတွေ့ရတယ်ကလေးလေးဒီဘယ်ဘက်လက်မှာလက်နက်ကြီးကြီးထိပြီးတော့ဘယ်ဘက်လက်ဖြတ်လိုက်ရတယ်ဆိုပြီးတော့ကျွန်တော်အရင်ရက်ကသတင်းထွက်တယ်ဒါပေမဲ့မနေ့ညကအဲ့ဒီကလေးလေးကိုစေကုသပေးနေတဲ့ဒေါက်တာနဲ့စေကုသပေးနေတဲ့ဆေးရုံကဒေါက်တာတယောက်နဲ့ကျွန်တော်အင်တာဗျူးမေးတဲ့အခါမှာအဲ့ကလေးလေးကလက်အပြင်ဘက်ကနေပြီးတော့လက်နက်ကြီးစာဖောက်ထွက်သွားတယ်၄လရွယ်ပဲရှိသေးတယ်မိကလေးလေးအဖောင်းဖောင်းလေးနဲ့ချစ်စရာဒီအပြင်ဘက်ကနေလက်နက်ကြီးကြီးကဖောက်သွားတယ်ဒီအယိုးတွေကျိုးပြီးတော့ကျင်မွားသွားပြီးဒီကြွက်သားတွေလည်းပျက်စီးသွားတယ်အဲ့တော့ကလေးကတော်တော်လေးငယ်သေးတယ်မိကလေးလေးဖြစ်တဲ့အခါကျတော့ဒေါက်တာတွေကဆရာဝန်တွေကလက်ကိုဖြတ်ထုတ်လိုက်ဖို့မဆုံးဖြတ်ဖ ೇನೆ အဲ့ဒါကိုရသမျှအကုန်လုံးပြန်ပြီးတော့စူးစမ်းပြီးကုသတဲ့အခါမှာကလေးလေးကလက်မဖြတ်အောင်အခုတော့ဖွဲ့စည်းမှုအောင်မြင်တယ်လို့ဒေါက်တာကပြောတယ်ဒါပေမဲ့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေရှိတယ်ပေါ့ဒီကလေးလေးတက်အတွက်ကတော့တကယ်ဝမ်းသာစရာသတင်းပါပဲအဲ့တော့နောက်ထပ်လည်းစစ်ရှုံးကောင်စီကခုလိုတရေဘောကြောင်တဲ့လောက်ရက်တွေကိုနေမြေတွေပို့ပြီးတော့ဆုံးရှုံးလာတာနဲ့အမျှပို့ပြီးတော့ပြည်သူကိုတက်ဖြတ်မယ်စစ်ရေးပြစ်မှတ်မဟုတ်တဲ့နေရာတွေစာတင်ကျောင်းတွေစေးရုံတွေဘာသာရေးအဆောက်အအုံတွေနောက်တစ်ခါစစ်ဆောင်တွေနေတဲ့ဒေသတွေရက်ရွာတွေတဲကိုသိကြတယ်ထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်တာမျိုးတွေလေချောင်းတိုက်ခိုက်တာမျိုးတွေကိုအဆက်မပြတ်လုပ်ပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီစစ်တံကိုခံနေရတဲ့ဒေသတွေမှာဘုံကိုချင်းတွေတူးပြီးတော့နေထိုင်ကြဖို့ဘုံကိုချင်းတူးတဲ့နေရာမှာလိုအပ်တဲ့ကူညီနိုင်တဲ့အရာတွေကိုလည်းတခြားဒေသလူတွေကအကူအညီပေးကြဖို့လိုပါတယ်ကျွန်တော်တို့ပြည်သူတွေကိုအသက်ဆုံးရှုံးမှုမရှိအောင်လက်ရှိချင်းတွေမှာစစ်တွင်းမှာတော့ဒေါ်လာရေးတပ်ဖွဲ့တွေကာကွယ်ရေးတပ်ဖွဲ့တွေကကာကွယ်တာတစ်ပိုင်းကိုယ်တိုင်လည်းစီမံပြီးတော့ကာကွယ်တဲ့အရာမျိုးလုပ်ဖို့လိုအပ်ပါတယ်အဲ့တော့စစ်ရေးအရာဆိုလို့ရှိရင် AR တိုင်းတွေကပထမအဦးဆုံးစခန်းတစ်ခုကို AA နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးမန္တလေးတိုင်းကိုလည်းနှက်မယ်လို့မန္တလေး PDF ကစစ်ရေးဦးဆောင်သူတွေကကြွေးကြော်ထားတယ်ကျွန်တော်တို့အင်အားအခြေအနေစုဖွဲ့မှုတွေနဲ့ပုံစံကိုကြည့်လို့ရှိရင်ကျွန်တော်တို့ဒီနှစ်ထဲမှာဒီအခြေအနေတွေကမြင်လာနိုင်တယ်အဲ့တော့အရင်တည်းကလည်း TNL ပေါ့ကျွန်တော်စစ်ရေးအရာမှာမြို့ပေါင်း12မြို့လောက်ကိုထိန်းချုပ်သိမ်းပိုက်ထားတဲ့ TNL ကလည်းတပ်မဟာ2ခုအထိတိုးချက်ဖွဲ့စည်းလိုက်ပြီဆိုတဲ့ဟာကိုဒီအစည်းအဝေးမှာထုတ်ပြန်ကြမှာပြောပြထားတာကိုရှိတယ်အဲ့တော့ပြည်သူလူထုနဲ့တူပြည်သူအစိုးရအုပ်ချုပ်တဲ့အစိုးရပေါ်ပေါက်လာရေးအတွက်လည်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုအတိအလင်းကြေညာထားတယ်ဒေါ်လာတပ်ဖွဲ့တွေနဲ့လည်းမဟာမိတ်ဖြစ်နေဆက်လက်တိုက်ပွဲဝင်မယ်ဆိုတဲ့အကြောင်းကိုအတိအလင်းကြေညာထားတယ်ဒါကကျွန်တော်တို့အားရဝမ်းသာစရာအကြောင်းအရာတွေဖြစ်တယ်ပေါ့အဲ့တော့เนี่ยအတူတူကျွန်တော်တို့ရဲ့အိမ်ပြန်ခရီးအောင်ပွဲတွေကိုလှမ်းပြီးတော့မြင်တွေ့နေရတဲ့တကယ်ကိုမဝမြင်တွေ့နေရမဟုတ်ဘဲနဲ့လမ်းကြောင်းရှင်းလင်းကိုမြင်တွေ့နေရတဲ့နှစ်တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့နှစ်တစ်ရဲ့နေ့ရက်တိုင်းမှာအားအင်အစ်စ်နဲ့ကျွန်တော်တို့တခုချင်းစီကလည်းဒေါ်လာရင်းမှာကျွန်တော်ဒီမှာကိုနိုင်ရတာဝန်တွေကိုပြင်းနဲ့အလုပ်ဖြစ်အောင်ထမ်းဆောင်ကြရင်းနဲ့ရှေ့ဆက်ကြဖို့ပြောချင်ပါတယ်ဒီကနေ့တပ်ဖွဲ့တွေကထိုးဖောက်ဝင်ရောက်နေရဆိုတဲ့သတင်းအကြောင်းအရာပါအဲ့တော့သတင်းပြည့်စုံကိုကျွန်တော်တို့ပြောအောင်ပါသတင်းပြည့်စုံကတော့ဒီမန္တလေးမြို့မြောက်ဘက်ကိုတော်လန်ရစ်တက်တွေထိုးဖောက်လာတဲ့အတွက်အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်ကတော့လေချောင်းကနေပြီးတော့ခုခံကာကွယ်နေရတယ်ဆိုတဲ့အကြောင်းပါမန္တလေးမြို့မြောက်ဘက်ပသိမ်မြို့နယ်အတွင်းကိုတော်လိုင်းတက်တွေထိုးဖောက်ဝင်ရောက်နေတဲ့အတွက်စစ်ရှုံးကောင်စီကဒီလေချောင်းကနေနေ့စဉ်ဘုံကျဲတိုက်ခိုက်နေရမှာဒီတိုင်းရေးတက်တွေသိမ်းထားတဲ့အောင်တပီကျေးရွာအနီးကမန္တလေးမြို့နယ်မှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုနေရာဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဒီ Alpha ပေါ့စီးတွေဗိုလ်ကြီးအဆင့်တအုပ်အပါဝင်73မှန်16ဦးဗိုလ်မှူးအဆင့်လို့ယူဆရတဲ့ DSA ပတ်စဉ်54ဆင်းဖြိုးကျော်ဆိုတဲ့သူအပါဝင်ရုပ်လောင်း20ကျော်နဲ့အတူစစ်စခန်းတွေကိုမန္တလေး PDF ကသိမ်းဆည်းနိုင်တော့ကျွန်တော်တို့ရုပ်သံမှတ်တမ်းတွေရုပ်ပုံမှတ်တမ်းတွေနဲ့တကွတွေ့မြင်ရပါတယ်မြကန်တာကဒီမန္တလေးမြို့မြောက်ဘက်အထိနာသွားခဲ့တဲ့ဆက်ရှုံးကောင်စီတပ်ဟာအဲ့ဒီနှစ်မြို့နယ်ကိုနေ့စဉ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေသလိုမတရားမြို့ပေါ်နဲ့မန္တလေးမြို့မြောက်ဘက်ခြေစိုက်တပ်တွေကလည်းလက်နက်ကြီးတွေပြစ်နေကြောင်းဒေသခံတွေကပြောဆိုကြပါတယ် PDF တွေကလက်တလောသိမ်းထားတဲ့ကျေးရွာ3ရွာပြင်အောင်တပြေရွာအနီးက Alpha ဘီလက်မြေစက်ယုံဖျောင်းတောင်ရွှေတွင်းအနီးကိုလည်းဒီပို့ဆောင်ရေးလေရင်တွေဖြစ်တဲ့ Y12 တို့ Y8 တို့တိုက်ခိုက်ရေးလေရင်တွေနဲ့နေ့စဉ်ဆိုသလိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့ကျေးရွာသားတဦးကဒီလိုမျိုးပြောထားပါတယ်တိုက်ပွဲတွေမဖြစ်ခင်ကတော့လူနေရွာတွေထဲဘုံကျဲတာရှိပေမဲ့တိုက်ပွဲတွေစတော့ရှေ့တန်းနေရာတွေပဲကျဲနေတာကြားရတယ်နေ့စဉ်နဲ့အမျှပဲလေကြောင်းကတော့လေရင်မျိုးစုံနဲ့ကျဲနေတာဆိုပြီးတော့မတရားမြို့နယ်အရှိချမ်းမှာရှိတဲ့
ဒေသခံတယောက်ကပြောဆိုထားပါတယ်မကြသေးခင်ဇူလိုင်လဝေါ်ရသွေးတွင်းမှာစစ်လေရင်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်9နှစ်လောက်အရွယ်ကလေးငယ်တူသေဆုံးပြီးတော့နှုတ်ဆိုအရွယ်ကလေး2ဦးနဲ့ရွာသား6ဦးထိခိုက်သေဆုံးခဲ့ရတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့ဒီကနေ့မှာဆိုရင်လည်းတနင်္လာရီတိုင်းတွေကပလောမှာဆိုရင်လည်းဒေသခံ10ဦးထိကိုမှတကယ်ကိုရုပ်ပြဆင်းပြသေဆုံးခဲ့ရတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီကနေပြီးတော့လေချောင်းကနေဘုံကျဲတိုက်ခိုက်တဲ့ဒီဒရုန်းတွေနဲ့တိုက်ခိုက်တဲ့ဒရုန်းနဲ့ဘုံကျဲပြီးတဲ့နောက်မှာအမှဒေသခံတယောက်ထိခိုက်သေဆုံးတာကိုကျန်တဲ့သူတွေကဝိုင်းကူရင်းနဲ့လူစုလိုက်ပြုံလိုက်ဖြစ်နေတဲ့နေရာမှာထပ်ပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အခါကျတော့စုစုပေါင်း10ဦးအစုလိုက်ပြုံလိုက်ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရတယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့ကြည့်အောင်ပါမန္တလေးကတရင်ကဘာတွေဆက်ဖြစ်လဲဆိုရင်အဲ့တော့ဒီတရက်ကိုင်းမြကန်တာအပြင်အဖာနဲ့ဖျောင်းတောင်ဘက်ကိုလည်းလေတက်ကတိုက်ခိုက်နေတယ်မြေပြင်ထိတွေ့မှုကတော့မြကန်တာတို့တရက်ကိုင်းတို့ဘက်များတာပါလေချောင်းကတော့နေရာစုံနေဆိုပြီးတိုက်ပွဲဝင်နေတဲ့မတရားခြေဆိုင်တော်လန်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်းပြောပြပါတယ်စစ်ရှုံးကောင်စီကဇူလိုင်နေ့ကကျေးရွာ3ရွာကိုအပြင်းထန်ပြန်လည်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေအခုရက်ပိုင်းတွင်မှာပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်မန္တလေးမြို့ပေါ်မှာတော့အမြောက်တန်နေနေ့စဉ်ကြားရတဲ့အပြင်စစ်ရှုံးကောင်စီတပ်ရဲ့လေရင်တွေပြန်တန်းနေတယ်လို့မြို့ကန်တွေကပြောပါတယ်အဲ့တော့မနေ့32ခုပသိမ်ကြီးမြို့နယ်က FB လက်မြေစက်ရုံကင်းစခန်းမလေးတိုင်းဝန်ကြီးချုပ်ဟောင်းဦးမောင်ကိုပိုင်ဆိုင်တဲ့ဒီဖျောင်းတောင်ရွှေတင်းအပါဝင်စခန်း3ခုကိုမန္တလေး PDF ကသိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်နိုင်ငံအလဲပိုင်းစီးပွားရေးချက်ချကြတဲ့မန္တလေးမြို့နယ် -20 အကွာမတရားမြို့နယ်တွင်မှာစစ်ရှုံးကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တို့ပြီးပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတဲ့စင်ကူးနဲ့ထိစက်နေတဲ့မတရားရှိချမ်းကိုမန္တလေး PDF ကထိန်းချုပ်ထားတဲ့အတွက်စစ်ရှုံးကောင်စီကထိုးဖောက်နိုင်ဖို့ကျိုးပန်းနေတဲ့အတွက်အခုနှစ်ကြော့ပြန်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာတာလည်းဖြစ်ပါတယ်။တပိတ်ချင်းမြို့ကိုလက်လွတ်လိုက်ရပေမဲ့မတရားနဲ့ပသိမ်ကြီးမြို့နယ်တွင်မှာတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေရမှာစစ်ရှုံးကောင်စီစခန်းတွေကိုမန္တလေး PDF ကသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့မန္တလေးမြို့ကိုတကယ်ကျွန်တော်တို့အားရစရာကောင်းတဲ့ညီညွတ်မှုအပြည့်နဲ့စစ်ပုံကြတဲ့မန္တလေး PDF ကတော့ဥဆောင်ပြီးတော့ထိုးစစ်ဆင်နေတယ်အဲ့တော့အားရဝမ်းသာစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုတော့မျှော်လင့်ပါတယ် NUG ရဲ့အထွေထွေထိုးစစ်ဆိုတာလဲကျွန်တော်တို့ပြည်သူတွေအားလုံးကလည်းဒီအထွေထွေထိုးစစ်ကြီးအကြောင်းကိုစိတ်ဝင်စားပြီးတော့အထွေထွေထိုးစစ်ကြီးကိုကြိုလင့်နေကြပါတယ်အဲ့တော့မန္တလေးလိုတကယ်ဒုတိယမြို့တော်လို့ပြောရလောက်တဲ့ကျွန်တော်တို့နိုင်ငံရဲ့မြို့ကြီးတစ်မြို့ကိုသာNUG PDF တွေတော်လိုင်းတပ်ဖွဲ့တွေကသိမ့်ပိုက်ထိန်းချုပ်နိုင်ပြီဆိုရင်ကျွန်တော်တို့တော်လိုင်းရေးအရွေးကလည်းပို့ပြီးတော့ရှေ့ကိုမြ мян ဆန်ဆန်ရောက်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့သတင်းကောင်းတွေကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့စီးရေးအရာအပူတပြင်းပို့ပြီးတော့တိုးပြီးဖြစ်လာနေတဲ့ထိုင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေသိမ့်ပိုက်တဲ့အကြောင်းအရာတွေစစ်ရှုံးကောင်စီကပြန်ပြီးတော့တာစည်းရတဲ့အကြောင်းအရာတွေစစ်ရှုံးကောင်စီအရေးနှိမ့်တဲ့အကြောင်းအရာတွေဒီစစ်နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်ပြန်စဉ်းစားမိတာပါဒီနေ့မှာကျင်ညာရတယ်အခုအင်းချင်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့နောက်ထပ်အကြောင်းအရာကတော့ဒီကနေ့မှာကျွန်တော်တို့ရဲ့ကျောင်းသူအာဇာနည်သူရဲကောင်းညမငယ်မဝီအောင်ကိုဒီဒဂုံတက္ကသိုလ်ကျောင်းသားများတက်မကဗဟိုအလုံးမှုဆောင်ကနေပြီးတော့ဒီဒဂုံတက္ကသိုလ်ကျောင်းသားများတက်မကနေပြီးတော့ကျောင်းသားအာဇာနည်ဘွဲ့အနှင်းလိုက်တဲ့သတင်းကြောင်းရပါအင်မတန်ထိုက်တန်ပြီးတော့ကျွန်တော်တို့ရဲ့ယင်ထဲမှာအမြဲတမ်းအမှတ်ရနေမှာပါပြည်သူလူထုရဲ့ယင်ထဲမှာလည်းဒီဒဂုံတက္ကသိုလ်ကျောင်းသားတက်မကအနှင်းလိုက်တဲ့ကျောင်းသားအာဇာနည်ဆိုတဲ့ဂုံပုတ်နဲ့အညီအမြဲတမ်းအမှတ်ရဂုံပြုနေမယ်ဆိုတော့ယုံကြည်ပါတယ်ဒါတော့ကျွန်တော်တို့ဒီနေရာမှာဥက္ကဋ္ဌတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌရွှေသိန်းကြီးကနေပြီးတော့ကျွန်တော်တို့ညီမငယ်မဝီအောင်အတွက်ကျောင်းသားအာဇာနည်အဖြစ်နဲ့ဒီဘွဲကိုအနှင်းလိုက်တာပါအဲ့တော့ဒီထက်ကစာသားတချို့ကျွန်တော်ပြောပြချင်ပါတယ်မဝီအောင်ရဲ့ဒေါ်လာရေးခံယူချက်ပေါ်မိမိတို့ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကျောင်းသားထုနဲ့ပြည်သူလူထုကအစင်မြဲအောက်မေ့ဥညွှတ်လျက်ရှိသည်ဒေါ်လာရေးအတွက်အသက်ပေးဆက်ဆွလွတ်မှုကိုအလေးမြတ်ပြုသောအားဖြင့်၎င်းနောင်ကျောင်းသားမျိုးဆက်အသီးသီးတို့အတွက်စံနမူနာဖြစ်စေဖို့အတွက်၎င်းရည်ရွယ်ပြီးတော့မဝီအောင်ကိုကျွန်တော်တို့ကျောင်းသားများသမဂ္ဂကကျောင်းသားအာဇာနည်ဘွဲ့အနှင်းလိုက်သည်ဆိုပြီးတော့တကယ်ကိုမျက်ရည်ဝဲရတယ်လို့စက်သီးထတရားကောင်းတဲ့အာဇာနည်ဂုံပုတ်နဲ့အတူကျွန်တော်ညီမငယ်မဝီအောင်ရဲ့မျက်နှာကိုပဲဒီချိန်မှာပြေးပြီးတော့မြင်အောင်မိပါတယ်တကယ်ချစ်စပွဲမျက်နှာလေးနဲ့အခုကျောင်းသားအာဇာနည်ဆိုတဲ့လူထုကလည်းဒီဘွဲ့ကိုလက်ခံလိမ့်မယ်လို့ယုံကြည်ပါတယ်ကျောင်းသားတွေကလည်းတညီတညွတ်ထဲနဲ့အာဇာနည်ဘွဲ့ပေးရချိမြင့်လိုက်တာဖြစ်ပါတယ်ခင်ဗျအောင်ပွဲရတဲ့သတင်းကြောင်းရပါဒေါ်လာရင်းတပ်ဖွဲ့တွေအသာသီးရတဲ့တိုက်ပွဲသတင်းကြောင်းရကိုပြောချင်ပါတယ်ဒီပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့တပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ရှုံးကောင်စီတပ်ဘက်ကနေပြီး16ဦးတည်ပြီးတော့လက်နက်ခဲယမ်းတွေအမြောက်အများသိမ်းဆည်းရရှိကတပ်မိသားစုဝင်တွေပါ
ဘေးလွတ်ရာကိုကယ်ထုတ်ခဲ့ရတယ်လို့စစ်စင်ရေးနယ်မြေနှစ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တာဝန်ရှိသူတွေကပြောပြပါတယ်။မြန်မာစစ်စင်ရေး GOC အစီအမံနဲ့ကြောက်ကြီးမြို့နယ်ရင်းနိုင်ကုန်းကျေးရွာမှာထိုင်ချပြီးတော့တက်ဆွဲထားတဲ့အချမ်းဘတ်စစ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်2စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ25အမှတ်303-2တရင်အထူးကွန်မန်ဒိုတရင်နဲ့ KNL တရင်ကိုပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ရရှိလိုက်တာလို့ဖြစ်ပါတယ်။အားရဝမ်းသာတရားကောင်းတဲ့သတင်းကြောင့်ရပါတိုက်ပွဲတွင်မှာလက်နက်ကြီးလက်နက်ငယ်တွေခဲယမ်းတွေနဲ့ဆက်တဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းပိုက်ရရှိနိုင်ခဲ့ပါတယ်။စစ်ရှုံးကောင်စီတပ်သား6ဦးသေဆုံးပြီး20ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ရှုံးကောင်စီတပ်သားတွေဒီစခန်းကိုစွန့်ခွာပြီးတော့မာရသွန်သွားကြတယ်လို့သိရပါတယ်။ဒေါ်လာရေးတပ်ဖွဲ့ဘက်ကလည်းရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။အဲ့တော့စခန်းသိမ်းမြို့သိမ်းဘယ်လိုမျိုးပဲသိမ်းပါစေကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေရဲ့အသက်နဲ့ရင်းရတယ်ဆိုတော့အကြောင်းကိုဒီနေရာမှာသတိချက်ရပါမယ်။အဲ့တော့တိုက်ပွဲတွေမှာဂျမတ်စစ်ချုံးကောင်စီတပ်သား10ဦးထပ်မံထိခိုက်သေးဆုံးကဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးပြီးတော့2ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတိုက်ပွဲတွေမှာပိတ်မိနေတဲ့စစ်တပ်မိသားစုဝင်တွေကိုလည်းဒေါ်လာရေးတပ်ဖွဲ့တွေကဘေးကင်းလွတ်ရာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒေါ်လာရေးတပ်ဖွဲ့တွေကတော့ဒီစစ်ချုံးကောင်စီရဲ့တပ်မိသားစုဝင်တွေပဲဖြစ်ပါစေဘယ်လိုမျိုးပဲဖြစ်ပါစေစီရေးပြတ်မှတ်မဟုတ်တဲ့အရာသားတွေပေါ်မှာတော့အခုလိုမျိုးနှလုံးသားနဲ့အခုလိုမျိုးစိတ်ထားနဲ့အခုလိုမျိုးမူပေါင်းနဲ့ပြုမှုကျင့်ကြံတာကိုတော့ကျွန်တော်တို့ဂုဏ်ယူပါတယ်ဒီလိုမျိုးပြုမှုကျင့်ကြံရမှာအမှန်ပါပဲအဲ့တော့အခုပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းဒီမှာ RPG နှစ်လက်အပါဝင်ငချင်းမီးလည်းတွေ့ရတယ်နောက်တစ်ခါမောင်းပြန်လည်းတွေ့ရတယ်ဒီလက်နက်ကြီးပြောင်းနေလည်းပြောင်းနှစ်ခုကိုကျွန်တော်တို့တွေ့မြင်ရပါတယ်လက်နက်တွေလည်းရရှိလိုက်တာဆိုတော့တိုက်ပွဲကတော့တကယ်အားရဝမ်းသာတရားကောင်းတဲ့အရေးကြီးတဲ့သတင်းကြောင်းရကတော့မြန်မာနိုင်ငံကလူငယ်မှန်သမျှသူတို့သတ်မှတ်ထားတဲ့အသက်ပြည့်ပြီးသားလူငယ်မှန်သမျှကိုဒီနှစ်နှစ်အလှည့်အကျမဖြစ်မနေစစ်မှုထမ်းရမယ်အမြဲတမ်းကာကွယ်ရေးစနစ်ကိုစစ်ရှုံးကောင်စီကသတ်မှတ်တော့မယ်လို့ဆိုပါတယ်အခုတော့ကျွန်တော်တို့အိမ်ပေါက်စီမြန်မာပြည်တွင်းမှာရှိတဲ့အိမ်ပေါက်စီရဲ့တကားတွေကိုလာပြီးတော့ခောက်ပါပြီအဲ့တော့ဘယ်လိုပုံစံလဲကျွန်တော်တို့နည်းနည်းဆက်ကြည့်အောင်ပါအကြမ်းဖက်စစ်ရှုံးကောင်စီကအသက်သွင်းထားတဲ့ဒီပြည်သူ့စစ်မှုထမ်းဥပဒေကိုပြင်ဆင်တာပယ်ဖျက်တာတွေနဲ့ရွှေဆိုင်ခွင့်မရှိဘဲနဲ့လူငယ်မှန်သမျှနှစ်နှစ်နိုင်ငံတော်ကာကွယ်ရေးတာဝန်အလှည့်ကျထမ်းဆောင်ရမယ်အမြဲတမ်းကာကွယ်ရေးစနစ်ကိုစစ်ရှုံးကောင်စီကသတ်မှတ်တော့မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကနေကျွန်တော်တို့ပြောဆိုတာကိုတွေ့ရပါတယ်2008ဖွဲ့စစ်ရှုံးကောင်စီအတွင်းမှာဆွေးနွေးမှုတွေရှိနေတယ်လို့သိရတာဖြစ်ပါတယ်ဒီကနေ့ကဘာကြီးတစ်ခုလုံးမှာစစ်အင်အားနဲ့လက်နက်တွေအပြိုင်ဆိုင်တက်ဆင်လာတာနဲ့အတူမြန်မာနိုင်ငံတွင်းမှာလည်းအလှည့်ကျစစ်မှုထမ်းရတဲ့စနစ်ကိုအစိုးရတွေကပြင်ဆင်တာပယ်ဖျက်တာနဲ့ရွှေ့ဆိုင်တာတွေအဲ့လိုမျိုးလှုပ်ဆောင်ခွင့်မရှိတဲ့အမြဲတမ်းဥပဒေစနစ်အဖြစ်နဲ့တတ်မှတ်ဖို့စစ်ရှုံးကောင်စီကလိုလားနေတာဖြစ်ပါတယ်အဲ့တော့အလှည့်ကျမဟုတ်တော့ပါဘူးရှောင်းတိန်လို့မရနိုင်တော့ပါဘူးလူငယ်မှန်သမျှနှစ်နှစ်စစ်မှုထမ်းရမယ်ဆိုတဲ့မူပေါင်းကိုတတ်မှတ်ဖို့တော့စစ်ရှုံးကောင်စီကစိုင်းပြနေပါပြီအဲ့တော့ကျွန်တော်ဆွမ်းနာကပြောခဲ့သလိုပါပဲဒီအရေးကတော့ကိုယ့်အိမ်ရှိထိပြောရမယ်ဆိုရင်ကိုယ့်အိမ်မော်ထိရောက်လာတဲ့အရေးဖြစ်တယ်အဲ့တော့ဒီအရေးမှာလက်နှင်းနေမယ်ဒီအရေးမှာခိကပေးတဲ့တမိုင်းတာဝန်တွေကိုပခုံးထမ်းဖို့လက်တွန့်နေမယ်ဆိုရင်တော့စစ်ရှုံးကောင်စီအတွက်အားရင်တွေအများကြီးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့လို့ဒေါ်လာတပ်ဖွဲ့တွေကလည်းအပြိုင်ဆိုင်တသားသစ်တွေခေါ်ယူနေပါတဲ့ထွေထွေထိုးစစ်ကြီးအတွက်လိုအပ်နေတဲ့အင်အားတွေလိုအပ်နေတဲ့စစ်ရှုံးကောင်စီကိုဖြုတ်ချဖို့အတွက်လိုအပ်နေတဲ့တပ်သားအင်အားတွေကိုအရင်တည်းကဆိုလဲစကိုင်း PDF နောက်ထပ်ဒေတာပေါင်းစုံကတပ်ဖွဲ့အသီးသီးကနေပြီးတော့ခေါ်ဆိုနေတာရှိပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီအရေးကကိုယ့်အိမ်ပေါ်ရောက်လာတဲ့အရေးဆိုတော့ညံ့နာလွဲပြီးတော့နောက်ခိုင်းကြောခိုင်းနေလို့မရတော့ပါဘူးတက်တဲ့ရင်ဆိုင်ရမယ်အရေးဖြစ်လာပါပြီအဲ့တော့တက်တဲ့ရင်ဆိုင်ရမယ်အရေးမှာကျွန်တော်တို့လူငယ်တွေကျွန်တော်တို့မိဘတွေကျွန်တော်တို့ပြည်သူတွေတက်တဲ့ရင်ဆိုင်ရတဲ့အခါဘယ်လမ်းကိုရွေးပြီးတော့ရင်ဆိုင်ကြမလဲဆိုတာသာအဆုံးဖြတ်ဖြစ်ပါတယ်အဲ့တော့လမ်းကြောင်းကတော့နှစ်ခုရှိပါတယ်ဓမ္မဘက်ကိုရွေးမလားပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းနေတဲ့စစ်ရှုံးကောင်စီအတွက်အားအင်ဖြစ်မလားဒီနှစ်ခုကတော့လမ်းကပေါ်ပေါ်ထင်းထင်းရှိလာပါပြီအဲ့တော့လမ်းကတော့ရွေးချယ်တဲ့သူတွေပေါ်မူတည်ပြီးတော့ကိုရွေးချယ်တဲ့အတိုင်းပန်းနိုင်ကိုရောက်မှာပါအဲ့တော့ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အချိန်ခါဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းများစွာတိုက်တွန်းနေစရာမလိုတော့ပါဘူးဒီချိန်ဒီကာလကအခုဆိုရင်ဒေါ်လာရေးလဲ9နှစ်ဝန်းကျင်ရှိနေပါပြီဒေါ်လာရေးခေါင်းဆောင်တီးတီးလဲပြောကြဆိုကြတယ်တိုင်းသားတပ်ဖွဲ့ခေါင်းဆောင်တီးတီးလဲပြည်သူကိုသတင်းစကားပါကြတယ်ပြည်သူလဲဆုံးဖြတ်ဖို့အတွက်အစဉ်သင့်ရှိနေပြီလို့ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ဘက်နှစ်ဖက်မှာတစ်ဖက်ကိုရွေးဖို့အတွက်နောက်ဆုံး6ကံမှာအစွန်းကိုရောက်ရှိနေပါပြီဒါကြောင့်မို့လို့ဓမ္မဘက်မှာရွေးချယ်ကြဖို့ဓမ္မဘက်ကိုလမ်းဖြောင်းဖြောင်းနဲ့ရောက်ရှိကြဖို့ပဲဆန္ဒပြုလိုပါတယ်မဟုတ်ရင်တော့
အကြမ်းဖက်စစ်ရှုံးကောင်စီကတော့သူ့ရဲ့အစီအစဉ်တွေအတိုင်းထပ်ပြီးတော့သွားနေမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်စိတ်မကောင်းစရာသတင်းတစ်ခုကိုထပ်ပြီးတော့တွေ့ရပါတယ်ဒါကတော့မန္တလေးအိုးဘိုထောင်မှာအာဏာတည်မြဲဖို့ဆိုရင်တော့တန်ခါလားကျောင်းသားလားပညာရှင်လားအဆုံးစွန်ဆုံးနိုင်ငံပေါ်မှာမေတ္တာတရားကြီးမားပြီးတော့ဆွန့်လွတ်အနစ်နာခံခဲ့တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်အမေတော်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးတော်မချမ်းသူတို့ရဲ့အာဏာတည်မြဲဖို့အတွက်ဆိုရင်တော့အားလုံးကိုထောင်သွင်းအချင်းချပြီးတော့နှိမ့်ဆက်မယ်ရက်ဆက်မယ်တက်ဖြတ်မယ်ညီမျိုးစုံနဲ့ဒုက္ခပေးမယ်ဆိုတာကိုကျွန်တော်တို့သိထားပြီးဖြစ်ပါတယ်အခုလဲတန်ခါအာဇာနည်တပါးပြန်လွန်တော်မူရပြန်ပါတယ်အဲ့တော့တန်ခါတော်တွေနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့အခုတော်လန်ရေးမှာဆိုရင်လက်ချိုးရည်ကြည့်လို့ရပါတယ်ပြည်သူလူထုတကားတကမတွေရဲ့ဒုက္ခကိုရှေ့ဆုံးကနေပြီးတော့မမမတ်နဲ့ရက်တီပြီးတော့လူထုအတွက်တကားတကမတွေအတွက်တရားဓမ္မကိုယ်တိုင်ကျင့်သုံးပြီးတော့ဒီတရားဓမ္မမရှိတဲ့ဒီမဟာလာတို့အုပ်စုကိုလည်းအမြင့်ဖြုတ်ဖို့ပြည်သူတွေဘက်ကနေပြီးတော့ရဲရဲတင်းတင်းနဲ့ရှေ့ကိုထွက်ပြီးတော့လူလုံးပြတန်ခါလုံးပြပြီးတော့ပါဝင်ခဲ့တဲ့တန်ခါအရေးအတွက်ကတော်တော်ကိုရှားပါပါတယ်ကျွန်တော်တို့လက်ချိုးရည်တွက်လို့ရပါတယ်မြန်မာနိုင်ငံမှာအပေါ်များဆုံးလူဒန်းစားကတန်ခါဒုနဲ့စစ်သားပါပဲအဲ့တော့စစ်သားကတော့သိတဲ့အတိုင်းအကြမ်းဖက်စစ်ရှုံးကောင်စီလက်အောက်မှာအများဆုံးပေါ့နောက်ပိုင်းမှာတော့အလင်းဝင်တဲ့သူတွေရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဓမ္မဘတ်တော်သားတပ်သားတွေဖြစ်နေပြောင်းလဲကြတယ်ပေါ့နောက်တစ်ခုကတန်ခါဒုပါတန်ခါလူဒန်းစားလို့ပြောရမယ်ပေါ့တန်ခါဒုလို့ပြောရမယ်ပေါ့အဲ့တော့အများဆုံးပါပဲဘာကြောင့်လဲဆိုတော့သာသနာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်တန်ခါဒုအများကြီးရှိတယ်ပစ္စည်း၄ပါးတခါတခါမတွေရဲ့ပစ္စည်း၄ပါးနဲ့ရက်တည်ပြီးတော့တရားဓမ္မကိုအားထုတ်တယ်တခါဓမ္မတွေကိုဒုက္ခအပေါင်းကနေပြီးတော့ကင်းလွတ်ဖို့အတွက်ရှေ့ဆောင်ဥရွက်နဲ့လမ်းညွန်ပြသတယ်အဲ့တော့အခုတခါတခါမတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲ့ဒီဒုက္ခတွေကိုဖယ်ရှားနိုင်ဖို့အဲ့ဒီဒုက္ခတွေကနေကင်းလွတ်နိုင်ဖို့တရားဓမ္မနဲ့ကိုယ်တိုင်ကိုယ်ကြပါဝင်ရက်တည်တဲ့တန်ခါကတော့ခုနကျွန်တော်တို့ဆွေးနွေးသုံးသပ်ခဲ့တယ်လို့ပဲတအားရှားပါတယ်ဒီတန်ခါတွေကမှတန်ခါအာဇာနည်တူအကြမ်းဖက်စစ်ရှုံးကောင်စီရဲ့ထောင်ထဲမှာအခုပြန်လွန်တော်မူကပြန်ပါတယ်မနေ့ကတော့ကျွန်တော်တို့သတင်းထဲမှာတွေ့ရတဲ့အတိုင်းအကျဉ်းဦးစီးဌာနကဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသူတွေအခုဆရာတော်တန်ခါတော်တွေကိုနီးမျိုးစုံနဲ့အနုနီးကျန်းနီးနဲ့တပ်ဖြတ်နေတဲ့တရက်ခန်းတွေကိုစရင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ် PPNM ဖွဲ့ကနေပြီးတော့ဦးတိုက်ထုံးတို့ PPNM ဖွဲ့ကနေပြီးတော့ထုတ်ပြန်ပြောဆိုထားတာအားလုံးသိပြီးဖြစ်ပါတယ်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးထံကိုလည်းဒီစရင်တွေနဲ့အတူပေးပို့ထားတာကိုသိပြီးသားဖြစ်ပါတယ်ဒေါ်လာရေးကာလမှာဒေါ်လာရေးတပ်ဖွဲ့တွေကတရားစီရင်ပါလိမ့်မယ်ဒေါ်လာရေးအလွန်ကာလမှာတော့လူထုကဒီလူတွေကိုတရားစီရင်ပါလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကြောင့်တကယ်တန်ဖိုးရှိလာစွာတော့ကျွန်တော်တို့ရဲ့တောင်းသားလူငယ်တွေလူထုတွေနိုင်ငံရေးသမားတွေလွတ်တော်အမတ်တွေအခုတန်ခါတော်တွေအများကြီးအသက်ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အတွက်သူတို့ရဲ့အလှက်မပြီးသေးဘူးငါတို့အလှက်ကြံသေးတယ်ဆိုသလိုသူတို့အလှက်လဲမကြခင်မှာကြားရောက်လာနိုင်မှာဖြစ်ပါတယ်အဲ့တော့ရာဇဝတ်ဘေးကတော့ပြေးလို့မလုပ်ပါဘူးပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ထားရင်တစ်ချိန်မှာပြည်သူလူထုရဲ့တရားစီရင်မှုကိုခံရမှာဖြစ်ပါတယ်လို့ပြောဆိုရင်းနဲ့ဒီကနေ့ညအတွက်ညီငယ်ဘုံမိုက်ခဲညီငယ်ဆိုပေမဲ့ဒေါ်လာရေးမှာလက်နက်ကင်ပြီးတော့တကယ်ရဲရဲဝုန်းဝုန်းတက်တီရှိစွာနဲ့တိုက်ပွဲဝင်နေတဲ့ဘုံမိုက်ခဲနဲ့အင်တာဗျူးကိုမနှက်ပြန်မနှက်ခင်းမှာစင်နာရီကျော်စင်နာရီခွဲလောက်မှာကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့တင်ဆက်ပေးပါမယ်ဒီနေ့ edit လုပ်ပြီးပါပြီစောင့်မျှော်နားဆင်ရင်းနဲ့ဘုံမိုက်ခဲတို့ဘယ်လိုမျိုးသူတို့အဓိကအဖြစ်ဆိုမြင်းချံနယ်ဘက်မှာပေါ့အညာဒေသမှာဘယ်လိုမျိုးတိုက်ပွဲဝင်နေကြလဲသူတို့ရဲ့လိုအပ်ချက်တွေကဘာတွေလဲပြီးတော့နယ်မြေမှာမြေပြင်မှာမညီမညွတ်ဖြစ်နေရတဲ့အကြောင်းရင်းတွေကဘာတွေလဲဒီအကြောင်းရင်းတွေကိုဘယ်လိုမျိုးလူငယ်တွေကဥဆောင်ပြီးတော့ကြော်လွှားနေကြလဲနောက်တစ်ခါ NUG အပေါ်မှာဝေဖန်သုံးသပ်ချက်တွေပုံမှန်ခဲတို့ရဲ့အမြင်တွေလက်တွေ့မြေပြင်မှာကြုံတွေ့နေရတဲ့အကြောင်းအရာတွေကဘယ်လိုမျိုးတွေရှိလဲဆိုတာကိုလာရောက်ပြီးတော့နားဆင်နိုင်ပါပြီဆိုတဲ့အကြောင်းကိုကြိုတင်ပြီးတော့သတင်းစကားပါခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ